ညီမအနုပညာလောကရဲ့ထိပ်တန်းသတင်းတွေထဲမှာအမြဲတမ်းလိုရေးပန်းစားနေတဲ့အကြောင်းအရာတစ်ခုကတော့တရုတ်ဆောင်နန်းစုရသည်ဆိုရဲ့အချစ်ရေးပဲဖြစ်ပါတယ်။အသက်39နှစ်အရွယ်ရှိပြီဖြစ်တဲ့နန်းစုရသည်ဆိုဟာသူမရဲ့လှပတဲ့ရုပ်ရည်နဲ့ဆွဲဆောင်မှုရှိတဲ့ပုံစံကြောင့်ပရိသတ်တွေကြားမှာအမြဲတမ်းစိတ်ဝင်စားခံနေရသူဖြစ်ပေမယ့်နောက်ပိုင်းမှာတော့သူမရဲ့အချစ်ရေးသမိုင်းကြောင်းတွေကပိုပြီးတော့လူပြောများစရာဖြစ်လာခဲ့ပါတယ်။အထူးသဖြင့်သူမဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းအဆိုတော်တွေကိုမှရွေးချယ်တွဲခုတက်တဲ့ဆိုတဲ့အချက်ကဝေဖန်ရေးသမားတွေအတွက်အဓိကအချက်ချဖြစ်နေပါလေ။အစောပိုင်းကာလတွေမှာထိပ်တန်းအဆိုတော်ဆိုင်းခန်းလိုင်နဲ့ပတ်သက်ပြီးသတင်းတွေထွက်ပေါ်ခဲ့တယ်လို့အဲ့ဒီနောက်ပိုင်းမှာလည်းလူငယ်ပရိသတ်တွေကြားရေးပန်းစားတဲ့ထက်ရန် G-Fat တို့လိုအောင်မြင်တဲ့အဆိုတော်တွေနဲ့တယောက်ပြီးတယောက်ပတ်သက်မှုတွေရှိခဲ့တာကိုအားလုံးကမြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ဒီလိုမျိုးအောင်မြင်ပြီးသားအဆိုတော်တွေကိုမှစနစ်တကျရွေးချယ်တွဲတာဟာနန်းစုရဲ့နီးပြူဟာတခုလားဆိုတာမေးခွန်းထုတ်စရာတွေအများကြီးဖြစ်လာခဲ့ပါတယ်။အခုနောက်ဆုံးမှာတော့ပရိသတ်တွေအံ့အားသင့်သွားစေတာကတော့ထိပ်တန်း hip hop အဆိုတော်တူဖြစ်တဲ့လွှမ်းပိုင်နဲ့နန်းစုရသည်ဆိုတို့ရဲ့ပတ်သက်မှုပဲဖြစ်ပါတယ်။ဒီဆက်ဆံရေးဟာလည်းအရင်ကဇာတ်လမ်းတွေလိုပဲစားပြီးနားမလည်လောက်ဦးမလားဆိုတဲ့တန်တရားတွေကလူမှုကွန်ရက်ပေါ်မှာအပြင်းထန်ပြန့်နှံ့နေပါတယ်။နန်းစုရသည်ဆိုကိုဝေဖန်သူတွေကတော့သူမကိုစားစော်ကြီးဆိုတောင်ကင်ပွန်းတက်ထားကြပြီးအောင်မြင်တဲ့အဆိုတော်တွေကိုမှအတုံးချတတ်သူအဖြစ်ရှုမြင်နေကြပါတယ်။တကယ်တော့နန်းစုရဲ့အခြေရေးရဆိုရင်မှလူတီးတာထက်လူမတီးတဲ့ဇာတ်လမ်းတွေအများကြီးရှိနေနိုင်တယ်လို့လည်းအတွင်းသတင်းတွေကဆိုနေကြပါတယ်။သူမဟာအသက်အရွယ်အားရင့်ကျက်လာပြီဖြစ်ပြီးမဲ့အချစ်ရေးမှာတော့တည်မြဲတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်ခြင်းမရှိသေးတာဟာသူမရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာရွေးချယ်မှုလားဒါမှမဟုတ်တစ်ဖက်လူတွေကိုအသုံးချပြီးမှစွန့်ပစ်တတ်တဲ့အချင်းကြောင့်လားဆိုတာစဉ်းစားစရာဖြစ်နေပါလေလွှမ်းပိုင်နဲ့ပတ်သက်လာတဲ့အခါမှာလေပရိသတ်တွေကလွှမ်းပိုင်အတွက်စိုးရိမ်မကင်းဖြစ်နေကြပါလေလွှမ်းပိုင်ဟာအနုပညာလောကမှာသူ့ဘာသာသူအေးအေးဆေးဆေးနေတတ်သူတူဖြစ်ပေမဲ့နန်းစုနဲ့ပတ်သက်မိတဲ့အခါမှာတော့သူ့ရဲ့ပုံရိပ်အပေါ်ထိခိုက်လာနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။နန်းစုအနေနဲ့အဆိုတော်တွေကိုမှတီးတန့်ရွေးချယ်ပြီးတွေ့တာဟာသူမကိုယ်တိုင်လည်းအဆိုတော်တယောက်ဖြစ်ချင်တဲ့စိတ်ဆန္ဒကြောင့်လားဒါမှမဟုတ်နာမည်ကြီးတဲ့အမျိုးသားတွေရဲ့အရေးအောက်မှာပူပြီးတောက်ပချင်တာလားဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။အခုချိန်မှာလွှမ်းပိုင်တဲ့နန်းစုတို့ရဲ့ဆက်ဆံရေးကဘလောက်အထိခိုင်မြဲမလဲဆိုတာဘယ်သူမှတတ်အံမဖြောနိုင်သေးပါဘူး။အရင်ကတွဲခဲ့တဲ့ G-Fat တို့လိုအဆိုတော်တွေနဲ့လမ်းခွဲခဲ့ပုံတွေကိုပြန်ကြည့်ရင်နန်းစုဟာအချစ်ရေးမှာအပေးယူထက်မိမိရဲ့စိတ်ကျေနပ်ဖို့ကိုဒါဦးစားပေးတတ်တယ်လို့ထင်မိရပါတယ်။အသက်39နှစ်ဆိုတာအမျိုးသမီးတစ်ယောက်အတွက်အိမ်တောင်ပြိုးပြီးတည်ငြိမ်တဲ့ဘဝတစ်ခုကိုထူထောင်ရမယ့်အရွယ်ဖြစ်နေပါပြီ။ဒါပေမဲ့နန်းစုကတော့အခုထက်ထိလူငယ်အဆိုတော်တွေနဲ့ဇလန်းရှုပ်နေတော့မယ်ဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာလွှမ်းပိုင်အနေနဲ့နန်းစုရဲ့အချစ်ထောင်ချောက်ထဲမှာတားကောင်ဖြစ်သွားမလားဒါမှမဟုတ်နန်းစုကပဲလွှမ်းပိုင်ကိုစားလို့ပါရင်ထားသွားဦးမလားဆိုတာကတော့အချိန်ကပဲသက်သေပြသွားမှာဖြစ်ပါတယ်အနုပညာလောကထဲကသတင်းရင်းမြစ်တွေရဲ့အဆိုအရနန်းစုဟာသူမနဲ့ပတ်သက်တဲ့အမျိုးသားတွေကိုအစောပိုင်းမှာအနုဂရုစိုက်ပြတတ်ပြီးနောက်ပိုင်းမှာပြဿနာတွေဖန်တီးကလမ်းခွဲတတ်တဲ့ပုံစံမျိုးရှိတယ်လို့သိရပါတယ်ဒါဟာသူမရဲ့ကိုယ်ရည်ကိုသေးလားဒါမှမဟုတ်တမင်ကြီးရဲ့ချက်ရှိလှုပ်ဆောင်တာလားဆိုတာကတော့ကာယကံရှင်ပဲသိပါလိမ့်မယ်ဘာပဲဖြစ်ဖြစ်အခုချိန်မှာလွှမ်းပိုင်တဲ့နန်းစုရိတ်ဇလန်ကတော့မြန်မာပြည်အနားအပြားမှာဟိုးဟိုးကြော်နေတဲ့ကိစ္စတစ်ခုဖြစ်နေပါတယ်အဆိုတော်တွေကိုမှစားတတ်တဲ့နန်းစုရဲ့စည်ရင်းထိန်မှာလွှမ်းပိုင်ဟာနောက်ဆုံးလို့ဖြစ်မလားဒါမှမဟုတ်နောက်ထပ်နာမည်ကြီးအဆိုတော်တယောက်ထပ်တိုးဦးမလားဆိုတာကတော့စိတ်ဝင်တစားစောင့်ကြည့်ရမယ့်ကိစ္စရဲ့တစ်ခုဖြစ်ပါတယ်အောင်မြင်တဲ့အဆိုတော်တွေရဲ့ပြည်သက်တွေကတော့သူတို့ချစ်ခင်ရတဲ့အနုပညာရှင်တွေကိုနန်းစုလိုအမျိုးသမီးမျိုးနဲ့မပတ်သက်စေချင်ကြတာအမှန်ပဲဖြစ်ပါတယ်။နန်းစုရည်ဆိုရဲ့ဘဝမှာအချစ်ထက်အောင်မြင်မှုကိုပုံမမတ်မောနေတဲ့တော့သူမရဲ့အချစ်ရေးဇလန်းတွေဟာအခုလိုပဲစားပြီးနားမလဲဇလန်းတွေနဲ့အဆုံးသတ်နေအောင်မှာဖြစ်ပါတယ်။လွှမ်းပိုင်အနေနဲ့လည်းဒီလိုအခြေအနေတွေကိုသိရှိနားလည်ပြီးတတိထားဆက်ဆံသွားမလားဆိုတာကတော့သူ့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်နေပါတယ်။နန်းစုရဲ့အတိတ်ကပတ်သက်မှုတွေကိုသင်ခန်းစာယူပြီးလွှမ်းပိုင်ဟာသူမရဲ့ကစားကွင်းထဲမှာအယုတ်တစ်ခုအဖြစ်မခံဖို့ပရိသတ်တွေကဆူတောင်းနေကြပါတယ်။နန်းစုရည်ဆိုရဲ့အခြေရေးဟာအမြဲတမ်းပြောင်းလဲနေတဲ့အရာတွေဥတူတော့ပါပဲ။ဘယ်အချိန်မှမုန်တိုင်းထန်ပြီးဘယ်အချိန်မှတားရမယ်ဆိုတာခံမရခက်ခဲလာပါတယ်။အခုလောလောဆယ်မှာတော့လွှမ်းပိုင်နဲ့အတူပျော်ရွှင်နေပုံရပြီးမြင်ဒီပျော်ရွှင်မှုဟာဘလောက်အထိကြာရှည်ခံမလဲဆိုတာကတော့အားလုံးကစောင့်ကြည့်နေကြတဲ့ပဟေဟီတစ်ခုဖြစ်နေပါတော့ပြီ။